အားလုံးပဲ Merry Christmas ပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာပေါ့နော်ဒီနေ့2023ရက်ခရစ်စမတ်25ရက်တိုင်အောင်ဘုရားရှင်ကကွေကာပေးတယ်ကျမ်းမာစွာလမ်းပြပို့ဆောင်ပေးတယ်ထိုဘုရားရှင်နာမတော်တာ၍ဘုန်းကြီးပါစေဒီနေ့ကျွန်မဘောနော်ပစတာကတရားဟောဖို့နှခါတောင်းခါဖုံဆက်ပြီးဒါမဲ့အမြဲတမ်းငိမ့်တယ်ကိုထက်တော်တဲ့လူတွေဟောတတ်တဲ့လူအမြဲတမ်းအများကြီးရှိတဲ့ခါကျတော့ကိုကဒီလိုမျိုးနေထူးနေမြတ်မှာကျတော့တရားဟောတော်တဲ့လူကိုပဲဟောစေချင်တယ်ကိုကအဲ့လိုမျိုးပဲနော်သူတို့ကိုပေးစေချင်တာပေါ့ဒါပေမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ရဲ့ကောင်းမြတ်ကြောင်းကိုဟောဖို့အမြဲတမ်းငိမ့်တာတော့မကောင်းဘူးလို့ကျွန်မအဲ့လိုမျိုးပဲခံယူတယ်မကောင်းဘူးဒါပေမဲ့ဒီတခါတော့ဘောနော်ကျမလည်းသွားရတော့မှာဆိုတော့နောက်ဆုံးလေးဖြစ်တော့မှာဆိုတော့ဟောလိုက်မယ်ဆိုရင်မှဟုတ်ကဲ့ပါဆရာမဟောလိုက်မယ်ဆိုရင်မှလည်းခံရခြင်းဖြစ်တယ်တားကြီးဟောတလို့လည်းမဟုတ်ပါဘူးဖခင်ရဲ့ဒီနေ့ကျမဟောချင်တဲ့အရာကခရစ်စမတ်ရဲ့အတိတ်ပဲစကလုံးဘောနော်အဲ့သုံးမျိုးကိုဟောမှာဖြစ်ပါတယ်လို့ကျမ်းစာအနေငယ်ဖတ်ချင်ပါရရှင်လုကာအခန်းကြီးနှစ်အပိုင်းငယ်30ကနေဆက်လက်အထိဖတ်မှာဖြစ်ပါတယ်ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းကိုငါသည်တင်တို့အားကြပြောရ၏ယနေ့တွင်ဒါဝိမြို့၌သခင်ခရစ်တော်တည်ဟုသောကေတင်သောအရှင်သည်တင်တို့အဖို့လုံးငါဖွားမြင်ခြင်းကိုခံတော်မူပြီးတင်တို့သည်အဘေနမိတ်ဖြစ်တည်ရမည်နည်းဟုမူကားသူငယ်သည်အဝတ်နှင့်ပရည်ရွယ်နွားစခွတ်၌တိတ်ထလျက်ရှိသည်ကိုတွေ့ကြလိမ့်မည်ဟုဆိုပြီးလျှင်ထိုကောင်းကင်တမန်နှင့်သူကောင်းကင်ဘိုးချေများတို့သည်ချစ်ချင်းထင်ရှား၍ကောင်းကင်ဘိုးဝဲဖျားသခင်သည်ဘုံတော်ကြည်တော်မူစေတည်းမြေကြီးပေါ်၌လည်းငင်သက်ခြင်းရှိစေတည်းလူအပေါင်းတို့၌မေတ္တာကရုဏာရှိစေတည်းဟုဖျားသခင်ကိုချီးမွမ်း၍မွေးဆိုကြ၏ဖတ်ကြတဲ့နှုတ်ကပတ်တော်ပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေအနေငယ်ဆုတောင်းပါဟာလေလုယာဟာလေလုယာအသက်ရှင်တော်မူသောဖခင်ကိုရောကိုချစ်စုတင်တယ်ဒီကနေ့မှာကိုရောရဲ့မွေးနေ့ရင့်မြတ်မှာကိုရောနှုတ်ကပတ်တော်ကိုဝင်ငါခွင့်ရတဲ့အတွက်ကြောင့်လဲကိုရောကိုအထူးပဲချစ်စုတင်ရှိပါတယ်ဒီကနေ့မှာကိုရောသမီးဟောပြောမယ့်နှုတ်ကပတ်တော်ပေါ်မှာကိုရောအတူပါရှိပြီးတော့အသက်ရှင်သောနှုတ်ကပတ်တော်ဖြစ်စေတော်မူလေဒီနှုတ်ကပတ်တော်ပေါ်မှာကိုရောကောင်းချီးပေးပြီးတော့လူတိုင်းရဲ့အရောက်ချင်းစီတိုင်းအသက်တာမှာထင်းမြစ်တိဆောက်စရာနှုတ်ကပတ်တော်ဖြစ်စေတော်မူပါဒီနှုတ်ကပတ်တော်နဲ့အချိန်တိုင်းအလုံးစုံကိုရောလက်ဝနဲ့အနန္တယေရှုနာမ၌ဆုတောင်းပါတယ်အာမင်ဒီနေ့ပေါ့နော်လူကာအခန်းကြီး30ဆက်လေးထဲကနေနည်းနည်းဟွာယူပြီးတော့ခရစ်စမတ်ရဲ့အတိတ်ပေ3မျိုးကိုပေါ့နော်ကျွန်မပြောချင်တာဖြစ်တယ်မနေ့ကလည်းဆရာကခရစ်စမတ်ရဲ့အတိတ်ပေကိုနည်းနည်းပြောသွားပြီဖြစ်တယ်ဒါပေမဲ့ကျွန်မလည်းအဲ့ဒါပဲပြင်ဆင်ထားတယ်ဆိုတော့ဒါကိုပဲကျွန်မပြင်ဆင်တဲ့အရာလေးကိုပဲပြန်ပြီးတော့ပြောမှာဖြစ်ပါတယ်နံပါတ်1မှာဆိုရင်ခရစ်စမတ်ဆိုတာကခရစ်တော်ရဲ့မွေးဖွားခြင်းကိုဆိုလိုတယ်ဆိုတာအလုံးသိပြီးသားဖြစ်မှာပါဒါပေမဲ့ကျမ်းစာထဲမှာတော့ခရစ်စမတ်ဆိုတာမရေးထားဘူးခရစ်စမတ်ပွဲဆိုတာကျမ်းစာထဲမှာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ခရစ်တော်မွေးဖွားခြင်းအကြောင်းကိုတော့ကျမ်းစာထဲမှာအများကြီးတွေ့ရတာဖြစ်တယ်ဒါကြောင့်မို့လို့ခရစ်စမတ်ဒါကြောင့်မလို့ဘောနော်ခရစ်စမတ်ပွဲဆိုတာဟာခရစ်တော်ရဲ့မွေးဖွားခြင်းမို့လို့ကျမတို့ခရစ်တော်ရဲ့မွေးဖွားခြင်းကိုအောက်မေ့ကြတဲ့အနေနဲ့ဘောနော်ကျမတို့ခရစ်စမတ်ပွဲကိုဆင်နွှဲကြတာဖြစ်ပါတယ်ပြီးတော့ခရစ်စမတ်ရဲ့အနှစ်သာရအနေနဲ့ပြောမယ်ဆိုရင်တော့ခရစ်စမတ်ဟာဆိုရင်ဟိုဟာပဲရှိတယ်လူနှစ်ဘောနော်လူနှစ်ထဲမှာခရစ်တော်နဲ့ပေါင်းစည်းခြင်းပေါ့နော်ခရစ်တော်ကိုလက်ခံခြင်းနောက်တစ်ခုကတော့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံခြင်းပဲဖြစ်ပါတယ်အဲ့ဒါကခရစ်စမတ်ရဲ့တကယ်အနိတ္တာရခရစ်စမတ်ရဲ့အတိတ်ပဲဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ခရစ်စမတ်ဟာဆိုရင်ယေရှုခရစ်တော်မွေးဖွားခြင်းဟာကျမတို့ကိုကယ်တင်ဖို့အတွက်ကြွားလာတဲ့ဖြစ်တဲ့အတွက်ကြောင့်ခရစ်စမတ်ရဲ့အတိတ်ပဲဟာကယ်တင်ခြင်းပဲဖြစ်ပါတယ်ဒါပထမအချက်ဖြစ်ပါတယ်ဒုတိယအချက်ကတော့ခရစ်စမတ်ဆိုတာဟာခရစ်တော်နဲ့လူထုပေါင်းစည်းခြင်းပေါ့နော်ခရစ်တော်နဲ့လူထုပေါင်းစည်းခြင်းဖြစ်ပါတယ် Christ ဆိုတဲ့ခရစ်တော်နဲ့
မတ်ဆိုတဲ့လူထုပေါ့နော်အဲ့ဒီနှစ်ခုကိုပေါင်းစည်းခြင်းဖြစ်ပါတယ်ဘာလို့ဖျားနဲ့လူထုကပေါင်းစည်းရတယ်လဲဆိုရင်ဖျားနဲ့လူထုပေါင်းစည်းခြင်းရဲ့အဓိကကဖျားနဲ့လူနဲ့ကြားမှာပေါ့နော်အပြစ်ဆိုတာဝင်ရောက်လာလို့ဖြစ်တယ်အဲ့ဒီအပြစ်ကဘုရားနဲ့ဝင်ရောက်လာတယ်လေဆိုရင်အပြစ်ကကပ္ပဥလူသားပေါ့နော်ကပ္ပဥလူသားနူအာရန်နဲ့အေဝါကနေစားပြီးတော့အဲ့ဒီအပြစ်ကဝင်ရောက်လာတာဖြစ်တယ်အဲ့ဒီအပြစ်ကြောင့်လူနဲ့ဖျားကကင်းကွာရတာဖြစ်တယ်အဲ့ဒီအပြစ်ကင်းကွာရတဲ့အပြစ်ကိုပြန်လေပေါင်းစည်းဖို့ရန်အတွက်ဖျားသခင်ကဖျားစစ်မှလူသားအဖြစ်ပေါ့နော်လူသားအဖြစ်ကိုခံယူပြီးတော့မွေးဖွားပေးတာဖြစ်တယ်မွေးဖွားပေးပြီးတော့ကျမတို့ရဲ့အပြစ်တွေကိုပေါ့နော်စစ်ကြောဖို့အတွက်အပြစ်ကြွေးတွေကိုစစ်ကြောပေးဖို့ရန်အတွက်သူကလူစားတိကိုခံယူပြီးတော့လောကကိုဆင့်သက်လာတာဖြစ်တယ်အဲ့ဒီလောကကိုဆင့်သက်လာပြီးမှသူဟာလဝကားတိုင်းပေါ်မှာကျမတို့အပြစ်အတွက်အသေးခံပေးတာဖြစ်တယ်လဝကားတိုင်းပေါ်မှာအသေးခံပေးပြီးတော့တကြိုချင်းကိုလေသူဟာခံရတယ်တကြိုချင်းခံပြီးနောက်မှာ3ရက်မြောက်သောနေ့မှာသူဟာပြန်လေပြီးမှရှင်ပြန်ထမြောက်ခဲ့တယ်အဲ့ဒီပြန်လေပြီးမှရှင်ပြန်ထမြောက်တဲ့ခါမှာသူဟာတေချင်းကိုအောင်မြင်တော်သူဖြစ်တယ်တေချင်းကိုအောင်မြင်မှကျွန်တော်နဲ့ခုဖျားနဲ့ကျမတို့အချမ်းမှာဝေးကွာနေတဲ့ပေါ့နော်အပြစ်ကြောင့်ဝေးကွာနေတဲ့အရာကိုအဲ့ဒီဖျားရဲ့လက်ဝါးကားတိုင်းပေါ်မှာအသေးခံခြင်းအဖြစ်ကျမနဲ့ကျွန်တော်တို့လူသားနဲ့ဖျားကြကဗာလဲဝေးကွာနေတဲ့အပြစ်ကြောင့်ကလက်ဝါးကားတိုင်းတော်မှာအသေးခံခြင်းအဖြစ်ကျမတို့ဟာခရစ်တော်နဲ့ပြန်လေပေါင်းစည်းခြင်းကိုရသွားတာဖြစ်တယ်အာမင်ပြီးတော့အဲ့ဒါနံပါတ်3ဘောနော်နံပါတ်2ဖြစ်ပါတယ်ဘာလို့လက်ဝါးကားတိုင်းမှာအသေးခံပေးတယ်လေဆိုရင်ကျမ်းစာထဲမှာလည်းကျမတို့တွေ့ရတယ်ယောမအခန်းကြီးယောမအခန်းကြီး6ပိုင်းငယ်23မှာဘောနော် sorry ယောမအခန်းကြီး6ပိုင်းငယ်23မှာအပြစ်တရား၏အခကတည်ခြင်းပေသည်လို့ကျမ်းစာထဲမှာကျမတို့တွေ့ရတယ်လက်ဝါးကားတိုင်းမှာအသေးခံပေးပြီးတော့မှနော်3ရက်မြောက်သောနေ့မှာပြန်လဲရှင်ပြန်ထမြောက်တယ်ထမြောက်ပြီးမှလူနဲ့ဖျားကြမှာပြန်လေပေါင်းစားခြင်းရသွားတယ်ဒါကြောင့်ခရစ်စမတ်ရဲ့အတိတ်ပေဟာတင်းနဲ့ကျမအတွက်ဘောနော်ကေတင်ခြင်းပဲဖြစ်ပါတယ်တင်းနဲ့ကျမအတွက်ကေတင်ရှင်ကြွားလာတဲ့အချိန်ပဲဖြစ်ပါတယ်အကျွတ်မဲ့သူကိုသခင်ယေရှုခရစ်တော်ကိုအကျွတ်မဲ့ယုံကြည်လက်ခံမယ်ဆိုရင်ကျမတို့ခရစ်တော်နဲ့ပြန်လေပေါင်းစည်းခြင်းရသွားမှာဖြစ်တယ်ဆိုတဲ့အရာကိုလည်းပြောချင်ပါတယ်ပြီးရင်တော့ခရစ်စမတ်ရဲ့ပြည့်ရုပ်ကိုပြောမယ်ဆိုရင်ခရစ်စမတ်ရဲ့ပြည့်ရုပ်ကနှိမ်ချခြင်းပဲဖြစ်ပါတယ်နှိမ်ချခြင်းဟာဖျားသခင်ကနော့စ်ခွတ်ထဲမှာပေါ့နော်နှိမ်ချစွာမွေးဖွားပေးတယ်နော့စ်ခွတ်ထဲမှာမွေးဖွားခြင်းရဲ့ပုံဆောင်ခြင်းဟာနှိမ်ချခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ခရစ်စမတ်ဟာဆိုရင်လူသားအားလုံးမဆိုဘယ်လူသားမဆိုစင်ရဲ့ချမ်းသာပြီးရင်အယုတ်ချော့တဲ့လူကအသားဖြူအသားမဲတဲ့လူတို့အားလုံးအတွက်ဖြစ်ပါတယ်ခရစ်စမတ်ဟာလူသားအားလုံးအတွက်ဖြစ်တယ်ဆိုတာကိုလည်းအနည်းငယ်ပြောချင်တာဖြစ်ပါတယ်လို့ပြီးနံပါတ်3မှာကဒီနေရာမှာလဲခရစ်စမတ်ဆိုတာဟာကေတင်ချင်းပဲဖြစ်တယ်နံပါတ်3မှာလဲခရစ်စမတ်ဟာကေတင်ချင်းပဲဖြစ်ပြန်တယ်ဒီမှာကခရစ်တော်ကေတင်ချင်းပေါ့နော်ခရစ်တော်ပြုတဲ့အမှုဖြစ်ပါတယ်ခရစ်စမတ်ဆိုတဲ့အစင်သက်လာပုံကိုလေ့လာကြည့်မယ်ဆိုရင်တော့တီးတဲ့လူတော်များများတီးကြပြီးဖြစ်မှာပါနော်မူရင်း grade ကိုကြည့်မယ်ဆိုရင်တော့မူရင်း grade နဲ့ဗာလဲလက်တင်နှစ်ခုပေါင်းပြီးတော့ကျမတို့သိရတာဖြစ်တယ်အဲ့နှစ်ခုပေါင်းပြီးမှပြောတဲ့ခါမှာပေါ့နော် Christ ဆိုတဲ့အရာကိုပေါ့နော်ယဉ်ညွန်းတာဖြစ်တယ် Christ ဆိုတဲ့အရာကိုယဉ်ညွန်းခြင်းဖြစ်တယ်ဘာလို့ Christ ဆိုတာကိုယဉ်ညွန်းတယ်လဲဆိုရင်တော့ဗာလဲခရစ်တိုဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ခရစ်တိုဆိုတဲ့စကားလုံးကမဆာလဲအဲ့လိုလေခေါ်ကြတာပေါ့နော်အတူကောက်အနေနဲ့ခရစ်စမတ်ကို Xmas လို့လည်းပြောကြတယ်တချို့လူတွေက Xmas လို့ရေးတာမမှန်ဘူးပေါ့နော်အဲ့ဒါကအမလက္ခဏာဖြစ်တယ်မမှန်ဘူးလို့ပြောတဲ့လူရှိတယ်ဒါပေမဲ့တကယ်တမ်းစာအုပ်ထဲမှာတချို့စာအုပ်တွေထဲမှာလည်းဖတ်ရတယ်ကျမတို့တင်တန်းနေတက်တဲ့ချိန်မှာလည်းသင်ရတယ်ပေါ့နော်အဲ့ချိန်မှာ Xmas ဆိုတာလေမှန်တယ်ဘာဖြစ်လို့ဆိုတော့ तू ကမူရင်းစကားရဲ့အတူကောက်ပဲဖြစ်တယ်အဲ့ဒါကြောင့် Xmas ဆိုတာလေမှန်တယ် Xmas ဆိုတဲ့အရာကခရစ်စမတ်ဆိုတဲ့အရာကပေါ့နော်ခရစ်တော်ပြုတဲ့ကေတင်ခြင်းအမှုပြည့်စုံခြင်းလို့အတိတ်ပေးရတာဖြစ်တယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်ပေါ့နော်ခရစ်စမတ်ဆိုတာက
ခရစ်တော်ရဲ့မွေးဖွားခြင်းတစ်ခုတည်းမဟုတ်ဘူးဆိုတာကိုကျမတို့သိရတယ်အဲ့မှာခရစ်တော်ရဲ့မွေးဖွားခြင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီမှာမွေးဖွားခြင်းလည်းပါတယ်အသက်ရှင်ခြင်းလည်းပါတယ်သေခြင်းလည်းပါတယ်ပြီးတော့ပြန်လေရှင်ပြန်ထမြောက်ခြင်းလည်းပါတယ်ပေါ့နော်အကုန်လုံးပါဝင်နေတာဖြစ်တယ်ဒါကြောင့်ခရစ်စမတ်ဟာဆိုရင်ကျမတို့အတွက်အကုန်လုံးခြုံပြီးမှဒီ3ခုပေါ့နော်အကုန်လုံးခြုံပြီးမှကြည့်မယ်ဆိုရင်တော့ခရစ်စမတ်ဟာကျမတို့အတွက်ကယ်တင်ရှင်မွေးဖွားပေးတဲ့နေ့ပဲဖြစ်ပါတယ်ဘာဖြစ်လို့ဘုဒ္ဓတာအနေနဲ့ပေါ့နော်နဲ့ပြောမယ်ဆိုရင်ခရစ်စမတ်ဟာဘာဖြစ်လို့ဒီဇင်ဘာ25နေ့မှာတတ်မှတ်ကြတယ်လေဆိုရင်ပေါ့နော်ယုံကြည်သူခရစ်ယာန်တွေကဘာဖြစ်လို့ဒီခရစ်စမတ်ကို25ရက်မှာတတ်မှတ်တယ်လေဆိုရင်ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအရမှာတိုင်းအရမှာရှိတဲ့ယုံကြည်သူခရစ်ယာန်တွေကအဲ့ဒီနေ့မှာဖခင်ကိုအတူတကွချစ်မွန်လို့ရအောင်ပဲဖြစ်ပါတယ်ပြီးတော့ခရစ်စမတ်နေ့ကိုဘာလို့ကျမ်းစာထဲမှာမဖော်ပြတယ်လေဆိုရင်ပေါ့နော်ခရစ်စမတ်နေ့ကိုမဖော်ပြရခြင်းအကြောင်းကဖခင်ရဲ့အကြံအစီရှိတာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ခရစ်စမတ်နေ့ကိုဖော်ပြခဲ့မယ်ဆိုရင်ပေါ့နော်ယေရှုခရစ်စမတ်နေ့မဟုတ်ဘူး sorry ယေရှုမွေးဖွားတဲ့နေ့ကိုဖော်ပြခဲ့မယ်ဆိုရင်လူတွေကယေရှုမွေးဖွားတဲ့နေ့ကိုအဆွဲပြုပြီးမှအဲ့ဒီနေ့ကိုပဲသူတို့ကိုယ်ွယ်ကြမှာဖြစ်တဲ့အတွက်ကြောင့်ဖခင်ကအဲ့ဒါကိုမလိုလားလို့ပေါ့နော်သူရဲ့မွေးနေ့ကိုမဖော်ပြဘူးကျမ်းစာထဲမှာတချို့ဆရာတွေကပြောတယ်ပေါ့နော်တရားဟောဆရာတွေတချို့ပြောတဲ့ဂျားတဲ့ဟာရှိတယ်ကျမ်းစာရေးတဲ့သူတွေကလည်းယေရှုမွေးဖွားတဲ့ကိုနေ့ကိုတည်တယ်တဲ့ဒါပေမဲ့တမင်မဖော်ပြတာအဲ့ဒါကသူ့ရဲ့နေ့ကိုပဲအဲ့ဒီနေ့ကိုပဲလူတွေကအဆွဲပြုပြီးမှကိုယ်ွယ်ကြမှာဆိုလို့ပေါ့နော်သူကဖခင်သခင်ကနေ့ကိုဖန်ဆင်းတဲ့လူဖြစ်တယ်နေ့ကဖခင်ကိုဖန်ဆင်းတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်သူဖန်ဆင်းတဲ့အရာအလုံးကသူ့ကိုပဲဝတ်ပြုကိုယ်ွယ်စေချင်တာဖြစ်တယ်ဖန်ဆင်းရှင်ကိုပဲနော်ကျမတို့လည်းကိုယ်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းနည်းနည်းပြောချင်တာဖြစ်တယ်ပြီးတော့ဒါနဲ့နည်းနည်းဟောပေါ့နော်ဟေရှာယအခန်းကြီးကိုအပိုင်းငယ်6ကနည်းနည်းဖတ်ချင်ပါတယ်ဟေရှာယအခန်းကြီးကိုအပိုင်းငယ်6အကြောင်းမူကားငါတို့အဖို့သူငယ်တော်ကိုဖွားမြည်၏ငါတို့အားတားကိုတနာတော်မူ၏ထိုသူသည်အိုးဆိုးခြင်းအာနာစိတ်ရှိလိမ့်မည်နမတော်မူကားအံ့ဩဖွယ်တိုင်ပင်ဖက်တကူကြည်တော်ဖျားသခင်ထာဝရအပါငင်တဲ့ချင်းအရှင်ဟုခေါ်ဝင်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်ဒီထက်မှာပေါ့နော်ကြည့်ရမယ်ဆိုရင်တော့ဖခင်ရဲ့နာမတော်ကိုဖခင်ရဲ့နာမတော်တွေအများကြီးတွေ့ရတာဖြစ်တယ်ဖခင်ရဲ့နာမတော်တွေအများကြီးရှိတဲ့အထက်ကနေကျွန်မဒီနေ့အနှိမ့်ငယ်လေးပေါ့နော်အံ့ဩဖွယ်တိုင်ပင်ပဲဆိုတဲ့အရာကိုပြန်လေပြီးတော့ပြောချင်တာဖြစ်တယ်အဲ့ဒီအံ့ဩဖွယ်တိုင်ပင်ဖက်ဆိုတဲ့နေရာမှာပေါ့နော်လူတွေကလူတိုင်းမှာပြစ်ဆောင်တွေဆိုတာမရှိဘူးမရှိကြဘူးပေါ့နော်လိုအပ်ချက်ဆိုတာရှိကြတယ်အဲ့အချိန်မှာတိုင်ပင်ဖက်ဆိုတာလိုကြတယ်ကျမဆိုရင်လည်းတစ်ခုဆိုရင်လည်းမိဘရှိတဲ့ချိန်မိဘကိုအရင်တိုင်ပင်တယ်ပြီးချစ်ရတဲ့မိတ်ဆွေတငယ်ချင်းတွေကိုတိုင်ပင်တယ်အခုချိန်မှာဆိုရင်တော့ကိုယ်နဲ့အနိကဆုံးကိုရဲ့အမျိုးသားပေါ့နော်သူ့ကိုတိုင်ပင်တာဖြစ်တယ်အဲ့ဒီလိုမျိုးပေါ့ကျမတို့မဖြေရှင်းနိုင်တဲ့အရာမဖြေရှင်းနိုင်တဲ့အခက်အခဲဒုက္ခတွေကြုံလာတဲ့အခါမှာကျမတို့တိုင်ပင်လျက်ရှိတဲ့ယေရှုဖျားကိုတိုင်ပင်ဖို့ရန်အတွက်ကျမအနေနဲ့ပြောချင်တာဖြစ်ပါတယ်ကျမလည်းစိတ်ပြည့်နေတဲ့ကိုမဖြေရှင်းနိုင်တဲ့အရာဆိုဆူတောင်းဖြစ်တယ်ဆူတောင်းတယ်ပေါ့နော်ဖျားကချက်ချင်းအဖြစ်အခုဆူတောင်းမှအခုချက်ချင်းအဖြစ်ရမယ်ဆိုတာလည်းမဟုတ်ပါဘူးအဲ့ဒီအဖြစ်ကကျမတို့မထင်မှတ်တဲ့အချိန်မှာပေါ့နော်ရတဲ့အဖြစ်မျိုးလည်းရှိတာဖြစ်တယ်အဲ့ဒီအချိန်မှာပေါ့နော်ဖျားကိုကျမတို့အရင်ဦးဆုံးတိုင်ပင်ဖက်ဖျားခင်ကိုတိုင်ပင်ဖက်အဖြစ်ထားဖို့ကျမအနေငယ်ပြောချင်တာဖြစ်ပါတယ်ပြီးတော့ဒံယေလထက်မှာကြည့်မယ်ဆိုရင်ပေါ့နော်ဖျားကဒံယေလရဲ့ဖျားကိုစားခြင်းဖျားကိုတိုင်ပင်ရဲ့အရာပေါ့နော်ကြည့်မယ်ဆိုရင်ဒံယေလဟာသူဟာဖျားကိုစားတဲ့လူဖြစ်တယ်ဖျားသခင်နဲ့အမြဲတမ်းဆက်နွယ်တဲ့လူဖြစ်တယ်ဖျားကိုအုပ်မြင့်ချတဲ့သူဖြစ်တယ်သူဟာတနေ့ကိုတောင်းကျင်ပေါ့နော်ဒုထောက်ပြီးမှဆူတောင်းတဲ့အခါမှာပေါ့နော်သူတနေ့မှာသူတို့ရဲ့တိုင်းနိုင်ငံမှာရှင်ဘုရင်ပေါ့နော်ရှင်ဘုရင်ရှိတယ်သူရဲ့စကားကိုသူက
ဒန်ယေလကိုကြည့်တဲ့အခါမှာဒန်ယေလဒန်ယေလအခန်းကြီး30ဘောနော်အဲ့ဒီဟာကိုဖတ်ကြည့်ရင်တော့တွေ့ရတယ်ဘောနော်ဖတ်ကြည့်ရင်တော့တွေ့ရတယ်ဟိုဟာဖျားသခင်သူတို့ရဲ့နိုင်ငံမှာရှိတဲ့အကြီးဆုံးဘောနော်သူကစုမတောင်းရဘူးဘောနော်ဘာမှမလုပ်ရဘူးအဲ့ဒီနေ့မှာသူတို့ပြိုင်ပွဲလုပ်ဖို့အတွက်ဘောနော်ဖျားသူတို့ရဲ့နိုင်ငံကအကြီးအကဲကအမိတ်ချထားတာဖြစ်တယ်ဒါမဲ့ဒန်ယေလကသူကဖျားကိုကိုးစားတဲ့အခါမှာဖျားကိုတနေ့မှာတုံးကျင်ဒူးထောက်ပြီးမှဆူတောင်းခဲ့တာဖြစ်တယ်အဲ့အချိန်မှာဒန်ယေလကမင်းကြီးရဲ့ဘရင်ရဲ့စကားကိုနားမထောင်ဘူးပေါ့တစ္ဆာဖောက်တဲ့သူဖြစ်ခဲ့တယ်ဘောနော်အဲ့ဒါကြောင့်သူတို့နိုင်ငံမှာရှိတဲ့အကြီးဆုံးဘရင်ကသူ့ကိုချင်းသိပ်တွင်းထဲမှာပစ်ချဖို့အတွက်သူ့ကိုအမင်းချထားတာဖြစ်တယ်။တနေ့မှာသူ့ကိုချင်းသိပ်တွင်းထဲမှာပေါ့နော်ချတဲ့အခါမှာသူဟာတနေ့မှာတုံးကျင်ဆုတောင်းတဲ့အရာဖျားသခင်နဲ့ဆက်နွယ်မှုရှိတဲ့အရာပေါ့နော်ဖျားသခင်ကိုကိုးစားအမြင့်ချတဲ့အရာကဒန်ယေလချင်းသိပ်တွင်းထဲမှာရောက်တဲ့အခါမှာဖျားသခင်ရဲ့တက်တဲ့အံ့ဩဖွယ်အဖွယ်ကိုမြင်ရတာဖြစ်တယ်ချင်းသိပ်တွေကသူ့ကိုမကိုက်စားပဲပေါ့နော်ချင်းသိပ်ရဲ့ပစတ်တွေကိုပေါ့နော်ဖျားသခင်ကဘယ်လိုပြောမလဲချင်းသိပ်ပစတ်ထိတ်ကိုမရောက်နိုင်အောင်ပေါ့နော်ဖျားသခင်ကသူ့ကိုကွယ်ကာပေးတယ်ဖျားသခင်ကကျမတို့အပေါ်မှာလဲကျမတို့နေ့တိုင်းဆူတောင်းနေတဲ့အရာနေ့တိုင်းဖျားကိုကိုယ်ကွယ်တဲ့အရာကကျမတို့ဒုက္ခရောက်တဲ့အချိန်မှာပေါ့နော်ဖျားကကျမတို့ကိုအမြဲတမ်းကွယ်ကာမှာဖြစ်ပါတယ်ပြီးရင်တော့ဖျားကကျမတို့ကိုဘယ်တော့မှမထသွားဘူးဘယ်တော့မှဒီလောက်ခက်ခဲတဲ့အကြာထဲမှာပေါ့နော်ကျမတို့ဖျားသခင်ကမထဘဲနဲ့ဖျားသခင်ကကျမတို့ကိုအမြဲတမ်းကွယ်ကာတယ်ကျမတို့ဆိုရင်တော့ကျမဆိုအမြဲတမ်းအမြဲတမ်းကြောက်နေရတာဖြစ်တယ်ဒါပေမဲ့ဖျားကဖျားကကွေကပေးတယ်ပေါ့နော်ဖျားရဲ့ကွေကချင်းအောက်မှာအမြဲတမ်းရှိနေရဖြစ်တဲ့အတွက်ကြောင့်ကျမအခက်ခဲဆိုတာကငွေရေးကြေးရေးတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ငွေရေးကြေးရေးတစ်ခုတည်းမဟုတ်ဘူးအခက်ခဲဒုက္ခဆိုတာစိတ်ဒုက္ခခံရတာလည်းအခက်ခဲပဲပေါ့နော်စိတ်ဒုက္ခဆိုရင်လည်းအမြဲတမ်းခံရတယ်အကူရမေ့တယ်လို့ပေါ့နော်အကူရမေ့တယ်လို့ခံစားရတယ်အမြဲတမ်းဒါပေမဲ့ဖခင်ကကျမတို့ကိုပြစ်မထားဘူးကျမတို့နဲ့အမြဲအတူရှိတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုကျမယုံကြည်တယ်ဖခင်ကချင်းစာထဲမှာဆာလန်ထဲမှာပေါ့နော်ဖခင်သခင်ဟာတနတ်တသဘောနဲ့ပြည့်စုံသောဖခင်ဖြစ်တယ်ကျေးဇူးပြုတတ်သောဖခင်ဖြစ်တယ်ဆိုတာကိုကျမတို့အားလုံးသိကြတာဖြစ်တယ်ဒီနေ့မှာပေါ့နော်ကျမပြောချင်တဲ့အရာလေးကခရစ်စမတ်ရဲ့အတိတ်ပဲ3ခုပေါ့နော်ပြောချင်တာဖြစ်ပါတယ်လို့ဒီနေ့မှာကျမတို့ဝက်မြောက်ခြင်းငင်သက်ခြင်းများနဲ့အတူဒီဇင်ဘာတလလုံးတမကနောက်လာမယ့်2024တနေ့တာလုံးမှာလည်းပဲဖျားသခင်ထံမှငင်သက်ခြင်းဝက်မြောက်ခြင်းယေရှုခရစ်တော်နဲ့အတူယူဆောင်လာတဲ့ကယ်တင်ခြင်းကျေးဇူးတော်ဝက်မြောက်ခြင်းများနဲ့အတူအရောက်ချင်းစီတိုင်းပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေလို့ပဲနေ့ကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေလို့